Amen. Tema. Tema piace lolo ni le ya perché always. Ni piace in giro mo di no ma se la più. Amen. Ye di no più ye. Ye chat halo ya. Matalo ya. Chain na mini le second matalo ya. Giro mo piace più. Amen. Na tau sa ne tema. Okaya na tau sa ne tema. Na tong sa ni ten ma. Mitazu tema. Mitazu ten. Amingla kono. Amingla kono. Mingla pian piese. Mingla pian piese ya me. Social care ya alo. Social care ya alo. Kona sa. ဘုရားရှင်ပြန်ပေးထားပြီဖြစ်တယ် ဘုရားရှင်ပြန်ပေးထားပြီ ယုံကြည်ခြင်းနဲ့ရယူကြရအောင်အာမင်အာမင်ဘုရားရှင်ကောင်းပြီတတလုံးလေးဩဝါဒစာပထမဆုံးခန်းကြီး9ငွေ18တတလုံးလေးဩဝါဒစာပထမဆုံးခန်းကြီး9ငွေ18အရာရာနဲ့ဂျေဇုတော်ကိုချီးမွမ်းကြလော့အကြောင်းမူကားသင်တို့သည်ထိုသို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏ပြန်ဖတ်ချင်ပါတယ်အရာရာ၌ဂျေဇုတော်ကိုချီးမွမ်းကြလော့အကြောင်းမူကားသင်တို့သည်ထိုသို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏Give thanks for all of your give thanks in all circumstances. Give thanks in all circumstances. Ayaya night Jesusတော်ကိုချီးမွမ်းဖို့ဘုရားရှင်ပေါ်ပြ။ဘာဖြစ်လို့လဲ။အဲ့ဒါကကျွန်တော်တို့ရဲ့အောင်မြင်ခြင်းရဲ့ခီးဖြစ်တယ်။ဒီနေ့ဆိုသွားတဲ့ချင်းတွေအားလုံးကတကယ်ကျွန်တော်ဟောမယ်နှုတ်ကပတ်တော်ဘုရားရှင်ပြောစေတဲ့အရာအားလုံးကို confirm လုပ်သွားတာဖြစ်တယ်။ confirmation ပေးသွားတာဖြစ်တယ်။ကျွန်တော်တို့အခြေအနေကိုကြည့်လို့မရဘူးအခြေအနေကိုဘယ်တော့မှကြည့်လို့မရဘူးဖြစ်နေတဲ့ခံစားနေတဲ့အရာကိုမှရက်တည်လို့မရဘူးဖြစ်တဲ့ဟာတော့ဖြစ်မှာပဲပြက်တဲ့ဟာတော့ပြက်နေမှာပဲသို့တော့အဲ့ဒီဖြစ်ပြနေတဲ့လောကရဲ့တဘာဝကိုကြော်လွန်ပြီးတော့မှအောင်မြင်ခြင်းနဲ့အသက်ရှင်နိုင်ဖို့ကကျွန်တော်တို့အသက်တာမှာဘုရားပေးထားတဲ့အရာတစ်ခုရှိတယ်အဲ့ဒါချီးမွမ်းခြင်းဖြစ်တယ်ချီးမွမ်းတယ်လို့ပြောလာတဲ့အခါမှာကျွန်တော်ခံစားရတဲ့အပေါ်မှာပဲချီးမွမ်းတာမဟုတ်ဘူးဒီနေ့ကျွန်တော်ကျေးဇူးတော်ချီးမွမ်းခြင်းကိုပူဇော်တယ်ကျွန်တော်တို့ပါဇက်ကနေလွတ်ခနဲ့ပြောတတ်တယ်ကျေးဇူးတော်ချီးမွမ်းတာနဲ့ကျေးဇူးတော်ချီးမွမ်းခြင်းပူဇော်တာမတူဘူးကျေးဇူးတော်ချီးမွမ်းတယ်ဆိုတာကခံစားရတဲ့အရာအတွက်ကျေးဇူးတော်ကိုချီးမွမ်းတာမချီးမွမ်းခြင်းဆိုတာလေရမှာရစ်ဆိုတဲ့အခါတိုင်းမှာနာကျင်ခြင်းရှိတယ်ချီးမွမ်းခြင်းကိုကျေးဇူးချီးမွမ်းခြင်းကိုပူဇော်တော်သူသည်ငါ၏ဘုန်းကိုထင်ရှားစေတော်သူဖြစ်တယ်လို့ပြောတယ်တို့လည်းဝိညာဉ်ဘဝမှာအဲ့တန်းတော့အများကြီးဖြစ်တဲ့သဘာဝရှိသူမသိတာကကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာကအကောင်တတ်တယ်နော်အတွေ့သွန်းတယ်နော်ပူဇော်တယ်နော်နာကျင်မှုရှိတယ်နော်ကျေးဇူးတော်ချီးမွမ်းခြင်းရစ်ဆိုမလို့နဲ့အကြရတိုင်းမှာကျေးဇူးတော်ချီးမွမ်းကောင်းတယ်ကျေးဇူးတော်ချီးမွမ်းခြင်းရစ်လို့ပြောတယ်အဲ့ဒီအလားကိုကောင်းကြရရှိတယ်သို့တော့ကျေးဇူးတော်ချီးမွမ်းခြင်းချီးမွမ်းခြင်းရစ်ကိုပူဇော်တော့မယ်ဆိုတာကိုမသိချင်တဲ့အလားကိုဖြစ်လာတယ်အဲ့ဒီသို့တော့နားလည်ထားမရဘူးပေါ့ကိုမသိချင်တဲ့အရာဖြစ်လာလို့ဆိုတော့အဲ့ဒီပုံမှာအရှုံးပေးလိုက်တဲ့အတွက်လုံးဝမသိဘူးဘယ်တော့မှကျွန်တော်မရှုံးဘူးကိုမဖြစ်ချင်တဲ့အရာတွေကြုံတွေ့တာကျွန်တော်မဆမ်းမှုရှိတယ်ကျွန်တော်ပြောတတ်တယ်ဘုရားရှင်နဲ့ကျွန်တော်တို့ကသွားတဲ့ခါမှာမရှိတာမရှိတယ်ဘုရားသခင်ကဘုရားသိတဲ့တော့မသိတဲ့ကိုသူ့ပေါ်မှာပေါ့နေတူတူပို့ပေးတယ်မိုးတူတူရွာပေးတယ်ဒါပေမဲ့ကွာသွားတာပါလေကိုတော့ချီးလေးပေးတာလည်းမရှိတဲ့ကွာတော့ကွာသွားတယ်ဟာမိုးတူတူရွာပေးနေတူပို့တယ်ကိုတော့ချီးလေးကိုကြိုင်နဲ့သွားတဲ့ကွာတော့မိုးရွာတော့မဆိုးတော့ဘူးဆိုတော့အေးစေးဖျားရောက်လာတယ်ဒီလေးပို့ပေးတာကောင်းမယ်မချီးရှိတဲ့ကွာတားလေးမမဲချီးလို့ချီးမှာကျ
ကျွန်တော်ထိမရှိခဲ့လို့လားမသိနော်ကွာတဲ့အရာကတော့ပါလေကိုတော့ရဲ့အာမခံချက်နဲ့တွားတဲ့လူကတော့ကွာတယ်ဒါလေးတော့ပြောပြချင်းတယ်အာမခံချက်ရှိတယ်ကျွန်တော်တို့မှာအာမခံချက်ရှိတယ်ဒီနေ့အာမခံချက်တွေအများကြီးရှိပါတယ် life insurance လို့ buy insurance လို့ကောင်းပါတယ်အကုန်ကောင်းရှိလို့မရရှိရမယ်အဲ့ကပိုအာမခံချက်ရှိတယ်ခင်ဗျာ life insurance ကျွန်တော်ဘယ်လောက်နဲ့ဝယ်ရတယ်တစ်လောက်ဘယ်လောက်ပေးရတယ်အမလေးထာဝရကာလအတွက် insurance ပေးကြတာပေးစမ်းပါပေးတဲ့စမ်းအမလေးအတက်ကရှည်လိုက်တာမပြောနဲ့ပြီးကနေမှာပတ်စံအိတ်ကိုကြည့်ပြီးတော့မှအချီးကျအမလေးမကြက်တောင်ရှာ50နဲ့ပါတော့ဆွေးနေတာရောင်တော့ပါတော့အရောင်လေးကိုပဲထာဝရကာလစိတ်ချပြီးပေးရဗျာအယောက်တိခွင့်ရတဲ့ကျေးဇူးတော့တော်တော်ကြီးပါလားဘုရားရှင်ကိုတိခွင့်ရတဲ့အတ္တတာကသူများနဲ့မတူဘူးနော်တမှုထူးခြားတဲ့အတ္တတာဖြစ်စေတယ်ဘုရားကိုတိခွင့်ရတဲ့အတ္တတာမင်္ဂလာရှိလိုက်တာအဲ့ဒီအတ္တတာနဲ့ကျွန်တော်တို့အမြဲတမ်းဝန်ခံတော့သွားတတ်တယ်ဒီမှာအရေးကြီးတယ်ရှင်းဝမ်းချင်းနဲ့ရှင်းဝမ်းချင်းကြီးဆိုတဲ့အခါမှာလာတတ်တယ်တော့လည်းဖိတ်ခံကြည့်ပါလေကျွန်တော်လက်စပါအမှုတော်မြတ်စကားစားတိတ်လက်တရားမောတယ်မမအောင်တော့ကြည့်ကြဟောရအထူးသဖြင့်အတုပအိမ်မျိုးမှာဂျေဇုတော်ချင်းဝါချင်းတရားမဟောဖို့အများအားပြင်ဆင်ရဖြစ်သွားတဲ့သဘာဝရှိမွေးနေ့ပွဲမှာတွားပြီးတော့လာဆိုလို့ရှင်းပြထားမြောက်ချင်းချောင်းတယ်ပြောတာလည်းရှိတယ်ပြီးလို့ရှိရေးလည်းပြင်ဆင်ထားတာဂျေဇုတော်ချင်းဝါနဲ့ဆိုဂျေဇုတော်ချင်းဝါပွဲရေးလည်းပြင်ဆင်တာဟိုရောက်တော့ပါတော့လေဆယ်တန်းကြားတဲ့အတွက်ကျေးတို့ချာတော့တာချစ်တရားဟောဖို့ရှိတော့ဆယ်တန်းကြားတဲ့အတွက်ဘုရားကိုကျေးဇူးတော်ချီးမွမ်းတာပါဒီမှာလည်းကတော့တကယ်ချင်းလည်းဖြစ်တာအောင်တကယ်ချင်းလည်းဖြစ်တယ်ကိုယ်ပဲဖိတ်တယ်ချားချာလည်းမဖိတ်ဘူးလေနောက်တာတော့ဟုတ်ပါဘူးတဲ့နေရာလေးကျေးဇူးချီးမွမ်းတဲ့ဟာကြီးတရားဟောအများကြီးခေါ်တာဟာပြင်ထားတဲ့ကိုနေရနေငါ့ကိုရှက်ခွက်ဘုရားလုံးနေဟောရမှာကျန်တာလေကြောက်ကြီးတဲ့ပြင်ကအောင်နေလိုက်ပြီရှင်းတယ်ဒီလိုအောင်ရှင်းတယ်အောင်နေတာမို့လေအကျုံးနဲ့ကိစ္စကြီးမှတ်တော့အာစုတောင်းထားတယ်စုတောင်းတဲ့ဒီဟာရလာတယ်သိလားဒီလောက်တယ်လွယ်လို့အဲ့တော့နောက်လေဒီလိုချင်းဝချင်းကိုမဖြစ်ခြင်းနဲ့အရာဖြစ်လာရင်စတင်လို့ချင်းဝတော့ကိုမမြင်ခြင်းနဲ့အရာတွေမြင်လိုက်စတင်တာချင်းဝတော့ဘာဖြစ်လို့လဲအဲ့ဒီမှာဘုရားရှင်လည်းလို့ချင်းဝချင်းကြီးကိုပူဇော်တော့သူကဘုရားဘောကိုသင်ရှားတယ်လို့ဖြစ်တယ်တော့နားမလဲဘူးသူကချင်းဝနေတာအကြည့်တယ်အေးဘောတဲ့ဒီချင်းဝတော့လည်းငါလည်းပေါ်ပေးမယ်ဒီပြောပေါ်တယ်ချင်းဝအားပါရဟုတ်ကျွန်တော်ကတော့ဟောရမယ်ဆိုတဲ့စိတ်နဲ့ဟောတာဒီနာမည်လေးဒီနာဒါရိုးတာဝန်ရိုးတာဝန်ခံဘုရားဆောင်ရဲ့ရိုးတာဝန်ခံတာဘလို့လဲတိတလို့မတိတလို့နဲ့လို့မရဘူးဘောရဆရာကြီးရှိတယ်မှားတော့လည်းခတ်ပြီးယေရီခေါမြို့ထဲကိုအဲဒီယေရီခေါမြို့ထဲယေရှုဝင်လာတဲ့အချိန်မှာတစ်ပင်ပေါ်မှာရှိနေတဲ့ပေတရုဆင်းခဲလို့ပြောတယ်ဟာအောက်ကတင်ပြီးတယ်ဒီကျူမန်ကလေးရှာစက်ကဲဘာတိတိတိနေစားပေတရုဆင်းကနေချိန်မရောက်သေးဘူးလေစက်ကဲတက်လို့ရပြီဆိုခါလေးဖြစ်တတ်ပါလေခါလေးဖြစ်တဲ့သဘာဝရှိပါစင်ခဲ့တယ်တက်ခဲ့တယ်ဆိုချက်ခါကျွန်တော်ရုပ်တောင်းခံကျွန်တော်ပြီးခဲ့ပါဒါမဲ့သူ
သူ့အသက်တောင်ကျွန်စောင့်ကြည့်နေတယ်စေရင်ကြတာဘာလို့ချီးမွမ်းသူကပြောဖရာသခင်မှာကြီးမားတဲ့အကြံစီရှိတယ်အကြံစီရှိတယ်ဒီပေါ်လေရှိတာပေါ့ဟဲ့လူတိုင်းတော့ရှိတာပေါ့ဟဲ့မြန်ကြီးမားတယ်ရှိတယ်တော့ရှိတယ်အောင်းမလေးမမချော်ဘူးတနေ့ပြီးလဲပြီးတော့ပြန်အောင်သွားတာဆရာဝန်လိုက်တတ်နေတာပဲတတ်နေတာဆရာဝန်အဲ့ဒါဘောတဲ့ချင်းဝန်းကြီးကြီးကိုပူဇော်လဲဆိုတာအဲ့ဒါဘောတဲ့အမေဆရာမကများအမှုတော်ဆောင်ပြန်ဆရာလုပ်လိုက်အမှုတော်ဆောင်လည်းအဲ့ဒါမှကျွတ်သွားဟာဟုတ်တယ်နော်ဒီတိတော့ရှောက်မပြောနဲ့နော်ငါချောင်းအမှုတော်ဆောင်ဖြစ်ပြီးတော့မှချင်းဝန်းကြီးကြီးတော့မသိဘူးလို့မပြောနဲ့နော်ဒါနဲ့ကျွန်တော်လည်းပြန်ပြောတယ်ဟုတ်လားခံစားရတဲ့ကိုယ်မဖြစ်ချင်တဲ့အရာဖြစ်လာတဲ့အခါကျရင်အဲ့ဒီပုံမှာအမကျူးဝန်းတဲ့စားရအနာကြီးတော့တဲ့အနာကြီးတော့တဲ့အဲ့လိုအရာကကျွန်တော်ပေးထားတယ်အောင်မြင်ခြင်းပေးထားတယ်အဲ့ဒီအောင်မြင်ခြင်းမသိတော့ဆုံးရှုံးနေဘုရားကဆုံးရှုံးခြင်းပေးတာမဟုတ်ဘူးနော်ဘုရားဆုံးရှုံးခြင်းမပေးဘူးနော်ဘုရားဆုံးရှုံးခြင်းမပေးဘူးဆရာဝန်စီသွားလို့ result ရလာတဲ့အခါထောက်လာတဲ့အခါနဲ့အဲ့ဒီ result ရအဲ့ဒါဘယ်လိုပေးရလဲဆိုတော့မကောင်းတဲ့သတင်းဆိုတွေအကုန်လုံးကစာရန်စီရလာမှတ်ထားပါအဲ့ဒါကိုအေးဘောရေဖះအလိုတော်ရှိလို့ငါ့ကိုခေါ်သွားတာပဲခေါ်ပါစေဒီတော့မဲ6လက်ပြမှာဒီပါသို့တော့အဲ့ဒီ result ကိုဘုရားပေးတယ်မဟုတ်မှတ်တာကျန်တာမကောင်းခြင်းကဘယ်တော့မှဘုရားခင်ဆရာမလာဘူးအဲ့ဒါကိုဘုရားကျမဆုံးမတဲ့လေးနဲ့ကျမကားတိုက်ခိုင်းလိုက်တယ်မဟုတ်ဘူးနော်ဘုရားကကားတိုက်ပြီးတော့ဆုံးမတယ်ဘုရားမဟုတ်ဘူးဆုံးမတယ်ဘုရားမဟုတ်အဲ့တော့နားလဲဖို့လို့လေဘုရားညင်တတာလေးခေါ်တယ်မကြားတဲ့အခါမှာမှတ်ထားပါကျွန်တော်နာနှစ်ဖက်ရှိတယ်တစ်ဖက်ကဘုရားစကားပြောနေတယ် similar at the same time ချိန်ချင်းမှာပဲစာရနာစကားပြောနေပြောတော့ဘာလဲနားဆောင်တတ်ဖို့လိုတယ်နားဆောင်တတ်ဖို့လိုတယ်နားမထောင်တတ်ရင်ဘုရားပြောတဲ့စကားကိုမကြားတဲ့အခါစာရပြောတဲ့စကားဘုရားပြောတဲ့စကားလို့ထင်သွားတတ်တယ်အဲ့ဒီခါကိုတော့ပြောတယ်တော့ထားလို့လိုက်ပေါ့ကရဖြစ်သွားတယ်ကိုတော့ပြောလို့လည်းလောက်အပ်သေးတယ်နားမထောင်တာသူပြတ်တယ်ကိုတော့ပြောလို့လည်းလုပ်ရသေးတယ်အခုတော့သွားပြီဘာဖြစ်လို့လဲ तू ဘာအစာကိုများကြွေးထားလဲအဲ့ဒါရေးကြည့်နားကိုလေလောကအစာများကြွေးထားတယ်ကြားတဲ့စကားလေလောကနဲ့ပတ်သက်တဲ့ဟာတွေကြားတယ်ခွေးမဲနဲ့ခွေးဖြူကြောင်ကြောင်းမှာတရုတ်ကြီးကခွေးမဲနဲ့ခွေးဖြူတိုက်ပွဲနေရလို့ခွေးတိုက်လုံငါလောင်းကြလို့အဲ့လိုတိုင်းမလဲခွေးရခွေးနဲ့ကောင်တော့တောက်အပြူနိုင်မယ်အမဲကြတဲ့နဲ့အမဲတိုင်းနဲ့လောင်းကြီးချိုင်အပြူနိုင်ပါအဲ့ဒါမှဖြစ်တော့ဒီလိုဝယ်ချက်မပြောဒီလိုကပတ်စံကြည့်လာမပြောဒီစီစီလေးကွာဒီနိုင်တယ်လို့ပြောတဲ့ခွေးကိုကြည့်တယ်နိုင်တယ်လို့ပြောတဲ့ခွေးကပတ်လုံးမှာပတ်ကြည့်တော့တော့ဘယ်လိုပြောလဲဖိလို့ကျွေးတာအကြည့်ချကျွေးတာဟာဟောအားရပြီးတော့ကြိုက်တော့ပေါ့နိုင်နောက်တစ်ပတ်နိုင်သွားတဲ့ခွေးကိုကောင်းကောင်းဆမ်းကျွေးပဲထားလို့ရှုံးတဲ့ခွေးအစာပြတ်ကျွေးတယ်ပြတ်နိုင်ဒီသဘောပဲကျွန်တော်မှသဘောပေါက်သွားကျွန်တော်ဘာစာများကျွေးထားတယ်အဲ့ဒီအရာတွေကကျွန်တော်ပြန်ကြားစေတာဖြစ်တယ်ပြန်ဖြစ်စေတာဖြစ်တယ်ယုံကြည်ခြင်းတည်ဆောက်မယ်ဆိုတဲ့အခါမှာချင်းတဲ့တွင်းလိုက်ရောက်မှာကပ်ပြီးတော့ယုံကြည်ခြင်းတည်ဆောက်လို့မရဘူးချင်းတဲ့တွင်းလိုက်ရောက်မှာတည်ဆောက်ပြဿနာချင်းတဲ့ကဝါဝိုးတွေလောက်တာနဲ့ယုံကြည်ခြင်းနဲ့ပြော့တော့ကိုတော့လွယ်လို့ဘာမှကြားတော့ဘူးဒိုင်လာအေးစေစင်သွားအေးစေဘာလို့လဲတနေ့3ချိန်ကိုတော်နဲ့တည်ဆောက်တာတနေ့3ချိန်ကိုတော်နဲ့တည်ဆောက်တာ
အတာကြတဲ့နဲ့ရှင်းတာပဲပါလဲတိမင်းအရေးလောင်းမှုတော့ကြိုက်နေသူရှောက်သွားတော့လေဘေးကနေကိုကြောက်ဘူးဆိုတဲ့အတာလေးနဲ့ကြားနေတာကိုသိကျွန်တော်လည်းကြားတယ်ဘေးနဲ့ကြားဖြစ်တော့လို့ဆိုတာသိတယ်တိမင်းရဲ့ပါလဲအရေးပဲအကောင်ပေါင်းလို့အရေးအကောင်မဟုတ်ဘူး तू ကလာပြေးချောက်တယ်မှတ်တာအချင်းနေတဲ့အရေးဘယ်တော့မှအမှန်မဟုတ်အဲ့ဒါအရေးကိုကောက်ပြီးခင်မကြောက်ပြီးတော့မှလဲတေသွားတဲ့ဖွဲ့တွေအများကြီးဖွဲ့ရတယ်အရေးတင်မင်းရဲ့အရေးလောမှုတော့ကျန်တယ်ရှော့တော့တယ်ပြင်းနေလို့မကြောက်မရပါပြဿနာတစ်ခုဖြစ်လာအရေးပဲအရေးကိုကြောက်နေတဲ့ဖွဲ့တွေရှိတယ်အရေးမပြောနဲ့တရေတော့ကြောက်တဲ့ဖွဲ့တွေရှိတယ်ဘာမှလည်းမမြင်အောင်ဘာမှလည်းမကြောက်ကြားတယ်မြင်တယ်တရေကလည်းဆွကြည့်ထားတာပြဿနာရှိတာဘာကြည့်လဲကြည့်တဲ့ຢာကိုပြန်ဖို့ပုံဖော်သွားစေတာဖျောက်စစ်စစ်ကြည့်ပါဝင်နေဖျောက်ဝင်နေစေးစစ်ဖျောက်ဝင်နေဖျောက်ဝင်နေမှာဖြစ်လာအားရပြည့်ဖျောက်ဘုံမှာဒီမှာဒီထဲမှာရှိတာပြည့်တာဘေးຢာကမှကျွန်တော်တွန်းတိုက်လာဖြစ်စီလို့ပြီးတော့ပြည့်တာနေကျွန်တော်မပြောချင်တဲ့ညီကောင်တော့ရောက်စီတယ်ရှင်းဝါချင်းရက်ကိုပူဇော်တယ်ဆိုတဲ့အခါမှာကိုယ်မဖြစ်ရှင်တဲ့အရာရေလည်းဖြစ်လာတတ်တယ်အဲ့လိုခြေနေမျိုးမှာမှတ်ထားပါမှတ်ထားပါဖျားသခင်ငါ့ဘက်မှာရှိတယ်ငါ့ဘက်မှာရှိတယ်ဆိုတဲ့အောင်မြင်ခြင်းနဲ့ကြွေးကြော်တတ်ဖို့ဒီမှာဒါမှအရေးကြီးတယ်ဒီကောင်ပါအရာရာနဲ့ယေရှုတော်ကိုချီးမွမ်းပါထို့သောပြုဖို့ရန်အတွက်ဘုရားသခင်ကအလိုတော်ရှိတယ်ဒီနေ့ပဲရာကြောင်းရာလေးကျွန်တော်ပြောပြချင်တယ်ဆိုတခါတလေမှကျွန်တော်ဖြစ်တတ်ပါတယ်ဘုရားသခင်နဲ့အတူရှောက်လန်းနေနေဘုရားသခင်နဲ့အတူသွားနေနေကိုမဖြစ်ရှင်တဲ့အရာတွေဖြစ်လာတတ်တယ်ဘုရားသခင်နဲ့အတူသွားနေနေဘုရားသခင်နဲ့အတူသက်ရှင်နေနေပေးကမ်းနေနေဆေဘရုံမနေနေဖြစ်လာတတ်ပါတယ်အဲ့ဒီချိန်တိုင်းဟာကွာငါလောက်တာတော့ကွာဒီဆရာပြောတယ်ငါလောက်တာတော့ဖြစ်လာမဟုတ်ဘူးနော်ဒီကောင်မောင်မှာတော့မှတ်ထားပါအဲ့ဒီပြဿနာတစ်ခုစီတိုင်းကကျွန်တော်တို့တွန်းတင်သွားတဲ့အရာတွေဖြစ်တယ်ကျွန်တော်ဒီနေ့ဒီနေရာမှာဒီလိုရပ်နိုင်တဲ့အခွင့်ရတာကအမြဲတမ်းတွန်းတင်ချက်လေးတွေနဲ့အရှုံးမပေးဘဲနဲ့ကျေးဇူးတော်ချီးမွမ်းပြီးခံရခဲ့တဲ့အရာလေးတွေကကျွန်တော်ဒီနေ့အောင်မြင်ခြင်းကိုပြပေးခဲ့တာဖြစ်တယ်မှတ်ထားပါညီကောင်မောင်ကတော့အမြဲတမ်းလို့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုပြုစုပေးဖို့ရတော့အမြဲတမ်းအသုံးခံရတယ်လို့ရှိတယ်။ဘာလို့လဲကျွန်တော်တော့ဖခင်အသုံးခံနေတဲ့အချိန်မှာစာရအသုံးခံနေရတဲ့ဖွဲ့တွေရှိတယ်။ဖခင်ကြောင့်လည်းမလည်းရှိတယ်။ကြောင့်လည်းမရှိတယ်။အမျိုးရှိအဲ့ဒီအရာလေးတွေသူတို့အတွက်ကြီးလို့ချီးမွမ်းဖို့တော့ဖြစ်တယ်။ကိုယ့်အတွက်တော့သူတို့ပြန်ကြည့်တဲ့အခါစိတ်မကောင်းကြတော့ဖြစ်တာ။ဒီမှာကျွန်တော်တရားဟောတဲ့တရားတွေကြားဖို့လို့ရှိတယ်။မထွေးဆိုတော့အများကြီးရှိမထွေးကြားဖို့လို့ရှိရင်မကြားဖို့လို့ရှိရင်ကျွန်တော်ဘုမဒီမှာငါးပါးသိမို့လို့ပြောငါးပါးသိမို့လို့ပြောတော့ငါးရီဟာကိုဒီနဲ့တည်းထဲကိုပြန်တဲလာတဲ့ခါကျရင်အဲ့ဒီကွန်တိနန်တစ်ခုမှာငါးရီအမြဲတမ်းရွှင်လာနေတယ်ဒီတစ်ချိန်နဲ့ပဲအကုန်ဖမ်းတာငါအမျိုးစားတဲ့သူတွေအကုန်တူတယ်ဒါမဲ့ငါဟလာဒီဘက်ကွန်တိနန်မှာရှိတယ်ငါးရီအင်မတန်မှရွှင်လာနေတယ်နောက်တစ်ခြားမှာရှိတဲ့ကွန်တိနန်မှာငါးရီကတော့အမြဲနွမ်းနေဒါနဲ့နားမလည်နိုင်အဲ့မှာစမ်းစစ်လိုက်တဲ့အခါငါးကောင်ဖူးဖူးချာချာပါလာအဲ့ဒီငါးနာမည်မထွေအဲ့ဒီငါထွေရှိတဲ့နေရာမှာအဲ့ဒီငါထွေရှိတဲ့နေရာမှာအမြဲတမ်းရှင်လန်းနေတဲ့ငါးတွေဟိုတပတ်ဘုံမှာကျတော့ငါထွေမရှိတော့ညှိုးနွားတဲ့ငါးတွေဒါနဲ့ဘာဖြစ်လို့လဲစားစစ်ကြည့်တော့အဲ့ဒီငါထွေကပဲတော့မငြိမနေဘူးဟိုတော့ထိုးလိုက်ဒီထိုးလိုက်မကြော်လိုက်ဒီမှာထိုးလိုက်ဟိုပြန်ထိုးလိုက်ဒီမှာထိုးလိုက်ဟိုထိုးလိုက်ဒီထိုးလိုက်ထိုးတော့ညားလေညင်နေလို့မရဘူးသူလည်းညင်မနေသူများလည်းညင်ပေးမနေဟိုထိုးဒီထိုးဟိုထိုးဒီထိုးတဲ့ငါးလေရှင်လားတဲ့မငါထွေးမရှိတဲ့အခါမှာကျတော့ဘာဖြစ်လဲအဲ့ဒီမှာတိသွားပြီအင်မတန်မှငါးကျွမ်းကျင်တဲ့ဖွဲ့တယ်ဘာမလုပ်တော့အဲ့ဒီငါထွေးလေးတွေကိုတားတပုံးကြီးတွေထည့်ထားလိုက်ငါထွေးညီမနေဘူးချနိုးထောင်းမှုတွေဖြစ်နိုးထောင်းမှုတွေဖြစ်နိုးထောင်းမှုဖြစ်ဖို့ရအောင်မြင်ရှိဖြစ်ဖို့တခါလေးမှာငါထွေးလေးတွေရှိတတ်တယ်
အတင်းတော့မရှိမထင်နဲ့ငါထွေးရှိတယ်ကိုယ့်ရဲ့ယုံကြည်ခြင်းကိုတခါလေအဲ့ဒီငါထွေးမောင်းထုတ်ချင်တာယေရှုနာမနဲ့အဲ့ကျွန်တော်တင်ထွက်သွားပါစေယေရှုမရဘူးမထွက်ဘူးအဲ့ငါထွေးကိုကြည့်ပြီးတော့ကိုအနောက်ကနေထိုးလိုက်ရှေ့ကနေထိုးလိုက်မီဒီယာနဲ့ထိုးလိုက်အမှန်လုံးအင်တာနက်နဲ့ထိုးလိုက်လုံးနေတာနော်သိတယ်ကိုပြောနေမှလည်းသိတယ်ညနေချင်းပြန်တွေ့မယ်ကိုပဲပြန်လာလို့ဆက်လိုက်တယ်ဖျားရှင်ကောင်းချီးပေးပါစေဟာကွာဒီနေ့မှကြည့်တယ်ငါအပို့ချလာတဲ့အခွင့်ငါကြည့်တယ်လာပြီးတော့နှုတ်ဆက်တယ်ငါထွေးအဲ့ဒီငါထွေးရှိကြပါဖြစ်တယ်အောင်မြင်ခြင်းဖြစ်တယ်အဲ့ကောင်မှဘာဖြစ်လဲနာကျင်တဲ့ထဲကနေတည်တယ်နော်အဲ့ထဲကနေကြီးလို့ကြီးသွားကိုတော့ဒီငါထွေးလေးတခါလေမှအဲ့ဒီငါထွေးကိုကျွန်တော်မောင်းထုတ်တတ်တယ်ကိုတော့အဲ့ဒီဟောက်ဖယ်ရှားလိုက်အတင်းတော်မှာအရှင်းပြေသွားပြီအားလုံးသူ့ပဲသူ့ပါဇက်လေးတစ်ခုကနေတော်တော်လေးပြဿနာပြီးတယ်အဲ့ပါဇက်လေးတစ်ခုပဲအဲ့ဒီတစ်ခုလေးကဟိုမှာထိုးလိုက်ဒီမှာထိုးလိုက်ဟိုထွက်သွားလိုက်သူရှိရင်လည်းကျမတို့ဖျားကြောင်းမလာဘူးငါထွေးအမလေးအဲ့ဒီငါထွေးတရားလည်းဟောပဲတိတ်တိုက်တာအဲ့ဒါငါထွေးလေအမေတော့အဲ့ဒါငါထွေးပြောဖို့ပြောတာမဟုတ်ဘူးနော်တရားဝင်တရားဝင်ဒီဟာကတုံ့ပြန်လာတဲ့အခါမှာကျေးဇူးတော်ရှင်းမတတ်ဖို့လိုတယ်ရှင်းမတတ်ဖို့အမှန်တရားကြီးတယ်ခါလေးမှမကြုံချင်တာလည်းကြုံရတတ်ပါတယ်အလိုတော်ဝန်ခံနေနဲ့လည်းကြုံရတတ်တဲ့သဘာဝရှိပါတယ်တမန်တော်ဝတ္ထုထဲမှာအခန်းကြီး16ကိုရောက်လာတဲ့အခါငယ်9လောက်ကနေစဖတ်ချင်ပါတယ်ထို့သောအသင်းတော်တို့သည်ယုံကြည်ခြင်း၌တည်ကြည်မြဲမြံနေဖြစ်ပြီးအရေးအတွက်အားဖြင့်တနေ့တစ်နေ့တိုးပွားများပြားကြ၏ပြုကိပြည်ဂလာတိပြည်ကိုရှောက်သွားပြီးမှအာရှိပြည်၌နှုတ်ဘတ်တရားတော်ကိုမဟောစေခြင်းမှာတန်ရှင်တော်ဝိညာဉ်တော်သည်မြတ်သားတော်မူသည်ဖြင့်မုတိပြည်သို့ရောက်၍ဒီတော်ပြည်သို့သွားမည်ပြုကြသည်ဝိညာဉ်တော်သည်အခွင့်ပေးတော်မူသောကြောင့်မုတိပြည်အနားမှာရှောက်၍တရားမျိုးကိုရောက်ကြသည်ဒီနေ့ဒီမှာတန်ရေးကြည့်ပါဘုရားအမှုတော်ဆောင်တော်မူသည်တန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့တွားတတ်ဖို့အမှန်တန်ရေးကြည့်ပါတန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့တွားတတ်ဖို့အမှန်တန်ရေးကြည့်ပါဒါကတင်းတော်ကိုသွားတဲ့အခါမှာအဲ့ဒီတင်းတော်တော့ရေထုံးတဲ့ကိစ္စတည်းပဲဝိသုကိုဝယ်တဲ့တင်းတော်ပေါ့ဗျာဒါကလည်းမပြောတော့ဘူးဒါကလည်းမပြောတော့ပြောရင်တိုင်းကတော့ကျွန်တော်အရင်ပြောတယ်တဲ့မပြောပါဘူးအေးဒီနေ့တော့ကိုယ်တော့ပြောရတယ်ဆောင်းပါတယ်အေးဒီကကျွန်တော်ဝင်တော့အားရတယ်မမခံနဲ့ကျွန်တော်ပြောလို့ဒီစီအားနဲ့ရှင်တော်ဝင်တော့အားဒီပါလို့လေဘုရားပြည့်စုံအရာအော်တဲ့ပွဲတယ်မခေါ်နဲ့တရားပေးမခေါ်နဲ့မဲတို့လားဒီစီပဲကျွန်တော်လည်းမသိဘူးကြောင်းတဲ့ကစားကြည့်ကြကျွန်တော်ကြောင်းတဲ့ကျွန်တော်အိမ်မက်နဲ့ချက်ပါလေအိမ်မက်နဲ့ချက်ကနေလာဒီပဲနေတာကြောင်းတဲ့ကတော့မရဘူးတလုံးပြောနေအာမင်ဒီလိုပါကြောင်းလေးတော့ကြည့်ကြမရဘူးနောက်ဆုံးအဲ့လိုပြောရင်မလာနဲ့ညာနဲ့ကျွန်တော်မဟိုရောက်ဒီရောက်နေရောက်သွားတယ်ကျေးဇူးတော်ကြောင့်ဘုရားရှင်တန်ရှင်တော်ဝိညာဉ်တော်ထိတွေ့ခြင်းရတန်ရှင်တော်ဝိညာဉ်တော်ထိတွေ့ခြင်းရတယ်ကျွန်တော်ဘာပြောလဲတန်ရှင်တော်ဝိညာဉ်တော်ခိုင်းငါတို့ခိုင်းတာမဟုတ်ဘူးတဲ့လက်မခံနဲ့လက်မခံနဲ့တခြားခိုင်းတာအိမ်မတဆွဲတဲ့မျိုးတွေရှိမပြောတော့ဘာလို့ပြောတော့အဲ့ဒီစီဟာငါတို့အမှုဘူးလေဟာလေလုယာပရိသတ်လို့အရာအော်တာလေလက်မခံနဲ့လက်မခံနေပါစေဒီခေတ်ကဘာခေတ်လဲကျွန်တော်လက်မခံနေတော့ခင်ဗျားတို့ဆုံးရှုံးတော့မှာဆိုလို့ပြောပြဒီလိုဆိုတော့ဒါဆောဆွေးတယ်လက်မခံနေတယ်ဟာဒါဆောဆွေးဆိုအရှင်တော်ဝိညာဉ်တော်ပြောနေတာအရှင်တော်ဝိညာဉ်တော်လက်မခံတော့ဘာဝိညာဉ်လက်ခံပါလဲမကောင်းတဲ့ဝိညာဉ်ပဲလက်ခံထားကြတာမသိပါဘူးအမေအဲ့ဒီနေ့မှာပဲထူးထူးဆန်းဆန်း
သူစကားသူတို့ဆိုတဲ့တခြင်းကကျွန်တော်တော့အောင်ပွဲခံမှုဖြစ်သွားတယ်ဘာရှင်းဆိုတယ်လောကအနေစင်းရဲ့မဲရွှေငွေပန်းတာမကျွဲတော့လဲကြောက်လားစိတ်နှလုံးထဲတွင်ယေရှုရှင်ရှိခဲ့ရင်ပျော်ရွှင်ငြိမ်သက်ချမ်းသာရပြီအဲ့ဖွဲ့တွေဆိုနေတော့အဲ့ဒီဖွဲ့တွေဆိုနေတော့သူတို့ဆိုတာသူတို့မသိဘူးနော်အဲ့ဒီမြေတွေပဲကြားတဲ့ဖွဲ့တွေရှိတယ်လောကနေစင်းရဲ့ကိုယ့်ရဲ့စင်းရဲ့ချင်းတွေကိုပြန်စဉ်းစားငိုကြတလွဲငိုတယ်ဖွဲ့တယ်လို့ကိုရစရောက်လာပြီအတားလေးတွေညင်လာတယ်သူတို့အတန်ကောင်းကြောင်းပြောချင်တာလေတာရှင်းသောဝိညာဉ်မိပြီဆွဲပြီဆွဲတာရှင်းသောဝိညာဉ်တော်ယနေ့တိုင်းဆောင်လျက်နေအိုးသူတို့ဆိုတာသူတို့မသိဘူးနော်ဒါဆောဆွေးတယ်တတိထားတာရှင်းသောဝိညာဉ်တော်တတိထားတယ်ကြာပြလိုက်ပြတာရှင်းသောဝိညာဉ်တော်ယနေ့တိုင်းဆောင်လျက်နေမိပြီအသားလေးငြိမ်းတယ်ကျင့်တတ်တယ်အားဆွေးယနေ့တိုင်းဆောင်လျက်နေအထံတော်ခါစားချင်းကကိုလုံးရအောင်မီအမေတို့လာတော့ကိုလုံးရအောင်မယ်သူတို့ကိုလုံးရအောင်မယ်အပြည့်မဆက်တာရှင်တော်ဝိညာဉ်တော်ရုပ်သိမ်းပြီးနောက်တွင်ဂျေဇုတော်ဤနေရကာလကုန်ဆုံးရင်ပေါ့ဂျေဇုတော်နေရကာလကုန်ဆုံးသူတို့ကြည့်တယ်မလေးဆိုနေတာအကြည့်ကျဆိုနေတာဒါမဲ့သူတို့တကယ်သိလားဆိုမသိဘူးကိုပြောတာပြောနေတာကိုလည်းမသိတဲ့ဖွဲ့တွေများတယ်ကိုပြောတဲ့အရာကိုသိဖို့လိုတယ်နော်ကိုပြောတဲ့အရာကိုသိဖို့လိုတယ်ကိုဝန်ခံတဲ့အရာကိုသိဖို့လိုတယ်ကိုွယ်တဲ့ဘုရားဘယ်လောက်ကြီးမြတ်လဲဆိုတော့သိဖို့အိမ်မှာဓမ္မအရေးကြီးတယ်ကိုမှရှိတဲ့ဘုရားကအချိန်တိုင်းမှာစက္ကန့်တိုင်းမှာငါကြီးအဲ့တော်ကြီးမရှိဘဲနဲ့ကြည့်တဲ့ဘုရားဆိုတော့သိဖို့အိမ်မှာဓမ္မအရေးကြီးတယ်ဟိုပြဿနာဖြစ်လာတဲ့ကြောက်ဒီပြဿနာဖြစ်လာဟိုပြေးချမလို့ငါအနာမှာကိုလို့ရှိတယ်အာမင်အမန်နွေလာကျွန်တော်နဲ့အတူရှိတဲ့ဘုရားသူ့ကိုနေရာမပေးလို့တာအချိန်မပေးလို့တာညှိုးငယ်တော့ညှိုးငယ်နေတယ်ဒါမဲ့ကိုတော့ရှိတယ်အာမင်ကိုတော့ရှိတယ်ကိုရရှိမသိကိုရီးယားကမှရေးလဲဆွဲနေပွဲရှိတယ်ကိုရီးယားကဘဝိုင်းမကြည့်ခံလာနေကိုတော့မြားရကိုရောကတော့မကြည့်ဘူးအမှုတော်ဆောင်နေတော့ကြည့်ဖြစ်သွားတယ်ဘာဖြစ်လို့လဲမိုင်းတင်းအောင်ဆရာတယောက်လာပြီးတော့ကျွန်တော်တက်တယ်လာခံကျွန်တော်တို့လည်းဗျာကိုတာဟလာဝိညာဉ်သားသမီးပြန်သွားကြည့်ရအောင်ကြည့်လိုက်ကြည့်ရောဗျာရှာကိုရီးယားကမလာဘူးစောလာစတော့မဆက်ရမော်လေပြီးမှဆိုနောက်ကျတယ်ကျွန်တော်လည်းမသွားနိုင်ဘူးစောပဲသွားတယ်စောသွားရင်ခဏလေးဖះကောင်းမြတ်ချင်းပဲပြောရတယ်ကိုရီးယားကလာတော့သူလည်းဝိုင်းချင်းနေသူလည်းကိုရီးယားကဆွဲသွားတယ်ဘာလို့ဆိုတော့အဆုံးဘာဖြစ်မလဲဆိုတော့ပြီးကန်နေတယ်မှာအများအားဖြတ်ပလိုက်ဆိုတော့ကျွန်တော်လည်းသိချင်လာတယ်ဘာဖြစ်လဲနောက်တော့သွားမယ်ဆိုပဲသူကလာလဲဆူတောင်းပေးတယ်ဘုရားတဲ့ကိုလေးဦးတဲ့တူပေါ်လေးတဲ့အိဆာလောင်းတိချင်မှမပြီးတော့ဘူးခင်ဗျာတဲ့လာနေချီသွားတယ်မပြီးဘူးတဲ့ကျွန်တော်လည်းဆွဲသွားတယ်အမှုတော်ဆောင်ဒီဦးတော်မှပြန်မဆွဲတာတော့ဒီကိုရီးယားကခါလေးမှာကိုတော့ကျွန်တော်နဲ့အတူရှိချင်းကအမြဲတမ်းအတိမပြုကိုရီးယားကမှချင်းမဖြိုးရုံတော့ချင်းဖြိုးရုံကိုတော့အာနာတယ်မင်းချက်အင်းလေးတွေလုံနေချိန်မှာကိုတော့အာနာဖို့လို့တယ်ဟီတဲ့အော်ထွက်လာကိုတော့ဘိနာမရှိတယ်အမန်နွေလာကျွန်တော်နဲ့တွေ့ရှိတယ်ကိုတော့ဘိနာမရှိနေပါပြောမယ်ကိုတော့ကောင်းတယ်နော်ကိုတော့ကသစ္စာရှိတယ်နော်ယေရှုကမပြောတော့အင်းနေမပြောတော့ဘာတွေပြောမလဲယေရှုရှိနေတော့ဖခင်ကောင်းမြတ်ခြင်းမပြောတော့အဖြစ်အမှန်ပိုလေးစားလာငါရဲ့ချစ်သူကဖခင်ကောင်းမြတ်ခြင်းနဲ့ပြောတယ်စိတ်ချတိကျဖခင်ကောင်းမြတ်ခြင်းတိတ်မပြောတော့ပဲလေချစ်တဲ့ကြိုက်တဲ့တဲ့ရဲ့နှလုံးရဲ့ကြောက်ကရဲ့ဥက္ကဋ္ဌစာရဲ့တွားပြီးအဲ့ဒီခွဲဘာလဲတိတ်ကိုယ့်ရဲ့ညာနဲ့ကိုယ့်ရဲ့အတွေးခေါ်နဲ့ကိုယ့်ရဲ့ခွန်အားနဲ့ချစ်တာပေါ့အဲ့ဒါယေရှုမခံဘူးယေရှုမခံနှစ်နှစ်သုံးနှစ်အနည်းဆုံးပြည့်သွားပြီနော်အများဆုံး9နှစ်တိတ်ချစ်တာအကြီးကျယ်ချစ်ပြီးတော့ဘာဖြစ်လဲဇီယောငတ်မဟုတ်တော့လက်စားဖြစ်သွားတယ်
ဒါတော့လေချစ်သူကြီးကြောက်ကတော့တဲ့ချစ်ကြတယ်ချစ်မလေးကိုလက်ကလေးကိုဖားထားတယ်လေတိုးမှာတော့ဝေးမှာဆိုတဲ့အချိန်ကိုအဲ့ဒါဘာငတ်လဲလာတော့မလေးစင်ရောဒါမဲ့သူမပြောရစင်ရောလို့ပြောအဲ့ဒါအချင်းငတ်တဲ့အချင်းမလေးကလေးတယောက်တော့ရလေရအောင်မိမလည်းနည်းနည်းပေါ့ဗျာကလေးတယောက်ရပြတဲ့ခါမှာစတိုင်လေးလည်းပြောင်းသွားတော့ဗျာနည်းပေါ့ရနည်းနည်းပြောင်းသွားတာနည်းလေးပါလေးလည်းဖောင်းလာမယ်နည်းလေးပေါ့ဗျာဒီရတော့လည်းသွားနေချင်းမင်းလေးကတော့မင်းလေးအများစုကမင်းလေးကပို့ပြီးတော့မှဟလာတယောက်ဆိုတယောက်ဖြစ်တယ်ယောက်ျားလေးပဲမျက်စိကစားအကြည့်ကျစားကိုမိမဘေးနားမှာထားပြီးတော့မလေးဒီလိုမျိုးလေးဖြတ်သွားလို့ရတယ်နောက်ကြည့်တာမကြည့်တော့ဘူးကိုအခလေးပြောရပြီနော်ကိုအဲ့ဒါဘာငတ်လဲစီရောမျက်နှာပြောင်းလာပြီနော်မျက်နှာပြောင်းလာခလေး3ယောက်4ယောက်တော့ရလဲရပြောဟာခလေးနဲ့ရှုပ်ချက်ခါဝါလည်းဒီပြရောက်ကြတယ်ဆွဲတော့မယ်မကားလေးလာနေမတွေ့ဘူးဟာရောက်တယ်ဆွဲမိမလည်းဘိုက်ကတလုံးနဲ့ထပ်တော့ဟာစိတ်ရှုပ်နေတယ်မိမကြားတယ်မမပြတ်သွားတာကိုအဲ့ဒါဘာငတ်လဲအခုလည်းမသိတယ်လားအဲ့ဒါလက်တာဖြစ်သွားတဲ့သမားဝရှိဒီရဲပါကိုတော့တူရှိချင်ရဲတာဒီမှာပြကြဖို့လည်းဓမ္မရေးချင်အင်မတန်ရေးချင်ကိုတော့တူရှိချင်တဲ့သူသွားလာတဲ့တတ်တာဖြစ်ဖို့အင်မတန်လိုအပ်တယ်ကိုတော့ကိုအမြဲတမ်းပေးတဲ့တတ်တာဖြစ်ဖို့လိုတယ်ကိုရောရှင်နဲ့သူသွားတတ်တဲ့အတ္တဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်။အာမင်။ဘုရားရှင်နဲ့အတူသွားလာပါသို့တော်တရှင်တော်ဝိညာဉ်တော်လမ်းပြဖို့ခံယူတတ်ဖို့အင်မတန်အရေးကြီးတယ်။မသိကြဘူးတော်များမသိကြဘူး။တရှင်တော်ဝိညာဉ်တော်လမ်းပြဖို့ခံယူတော့သွားတတ်တဲ့အတ္တကအဘောဝေအကြောင်းကိုဖြစ်စေတယ်။အဲ့တော့နားမလဲဘူး။အဲ့တော့နားမလဲခါဟိုခိုင်းဒီကိုင်းအဲ့ဒီကာလဘာကာလကျေးဇူးကာလရမယ်။ကျေးဇူးတော်ကာလဒါဆိုဖခင်ဘာကျေးဇူးပြုတာလဲ။ကျေးဇူးကာလလေသူများပြောလို့ရှောက်ပြောနေတာတော့သူတို့မသိဘူးကျေးဇူးကာလလေကျေးဇူးကာလဆိုပါလေဘာကျေးဇူးပြုထားတာကိုကျေးဇူးကာလလို့ပြောတာကျေးဇူးကာလလို့ပြောကျေးဇူးပြုထားရှိတယ်လေကျေးဇူးပြုထားတဲ့အရာပါလေဒါရှင်တော်ဝိညာဉ်တော်ဖြစ်တယ်အာမင်ဒါရှင်တော်ဝိညာဉ်တော်ဖြစ်တယ်ဒါရှင်တော်ဝိညာဉ်တော်နဲ့မိတ္တာဖွဲ့တတ်ဖို့လိုတယ်အဲ့ဒီကြောင့်ပြောမယ်လာပြောပြပြီးလေဒီဒါရှင်တော်ဝိညာဉ်တော်ပဲပြောပြတယ်ခမည်းအခုယောဂကိုနှုတ်ဘတ်တော်ကြားနေချင်နှုတ်ဘတ်တော်ကြားနေချင်ဘုရားခင်လောကကမှာခံရတဲ့တရားတန်ချတဲ့မာနယောဂပျောက်ပြီဆိုတော့ဟုတ်တယ်နော်ဘုရားခံခဲ့ပြီးပြီငါတော့ပဲဟုတ်တယ်အာမင်ယုံတယ်လို့ဝန်ခံရတဲ့အချိန်မှာအနာယောဂပျောက်ဒီနေ့ပါလာပြီးတော့မှအင်းအသေးကိုအစ်စ်ပြန်ထည့်ပေးတာအာမင်ဘုရားသခင်ကအစာအုပ်နဲ့ဘုရားသခင်ကောင်းကင်မြေကြီးကိုဖန်ဆင်းတယ်လို့ပြောတယ်မလားကောင်းကင်မြေကြီးကိုဖြစ်စေလို့ပြောတဲ့အချိန်မှာနှုတ်ပတ်တော်ကဖြစ်စေလို့ပြောတဲ့အချိန်မှာတန်ရှင်းတော်ဝိညာဉ်တော်ကြီးမျက်နှာမှာလှုပ်ရှားတယ်ပြောရတာပါဘုရားကနှုတ်ပတ်တော်စတင်တော့လှုပ်ပြီးဆိုတယ်နှုတ်ပတ်တော်ရှိတဲ့နေရာမှာဝိညာဉ်တော်အစပြန်လှုပ်တယ်ဒီနေ့နှုတ်ပတ်တော်ကြားနေတဲ့အချိန်မှာယုံကြည်ခြင်းနဲ့ကြောတော့ငါအတွက်ပဲလို့ဝန်ခံတဲ့သူကဘုရားကအထဲမှာလှုပ်တယ်အထဲမှာကျွန်တော်ရဲ့ဟာလာခရုစိတ်တော်များများမှာအသေးအဖြစ်ပြန်ရတဲ့သူတွေအများကြီးကြောက်ကတစ်ပြန်ရတဲ့သူတွေအများကြီးနာကြည့်ခြင်းမရှိတော့ဟာနာကြည့်ခြင်းမရှိတော့ဘာလဲတော့ပြန်ဖြစ်တဲ့အခါဘာကလေးပြန်ဖြစ်နေတာအများကြီးရှိတယ်အာမင်နောက်ဆုံးခရုစိတ်နောက်ဆုံးပွဲမှာအောဘွယ်တွေ့ရပါတယ်ကျွန်တော်ကပို့လာပါတယ်ကျေးဇူးတော်ကြောင့်ဒီပြောပြမယ်လုံးခဲ့တဲ့မကြခင်ဓမ္မပြီးမှာဟိုဆံပြီးလို့နဲ့ကျွန်တော်တို့ဟုတ်လားလောက်တဲ့အစီအစဉ်လေးအဆုံးပြလို့ပါလားဆိုတော့အကုန်ဒီပြင်ပြီးတော့ဘုရားမှာတရားဟောပွဲမှာတရားဟောတယ်အနာရောဂါငြိမ်းခြင်းဘုရားနဲ့လွတ်မြောက်ခြင်းဒီပုံမှာမှာတော့ HIV ညီကိုတရားလွတ်မြောက်ခြင်းရတော့ပါလေဒီပုံမှာအာမင်လူမပြောင်းနိုင်တော့ဘူးလို့ပြောတယ်ရောက်စီတယ်ကွဘာဖြစ်လို့လဲ तू ကဘုရားရှင်နှုတ်ဘတ်တော်သူယူလိုက်တာဖြစ်တယ်။ဒါကြောင့်တရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြခြင်းအင်မတန်အရေးကြီးတယ်။ဒါကြောင့်
ခြေလမ်းတိုင်းမှာအမှုတော်ဆောင်မှာမို့ယုံကြည်သူသားမီးရောက်ရှိတာဘာပဲလုပ်လို့ဘုရားရှင်ရဲ့တရှင်တော်ဝိညာဉ်တော်လမ်းပြမှုနဲ့တွားတတ်ဖို့အိမ်မတမ်းမှာရည်ကြည်တယ် He will direct you He will direct your path ကျွန်တော်တို့ရဲ့လမ်းကိုတုံးတင်ညွှန်ပြမယ်ဘုရားလမ်းမှာမို့အိမ်မတမ်းရည်ကြည်နေရာမှာလို့မရဘူးနော်နေရာမှာလို့မရဘူးလူသားဝတ္ထုတေချာပြန်ဖတ်ကြည့်နော်မီယောက်ျားအေလီမလက်သူတို့နေရာမှားသွားတယ်နေရာမှားတဲ့အခါမှာဘာဖြစ်လဲဆုံးရှုံးတယ်သူတို့ရှိတဲ့နေရာကဗတ်လင်မြို့မှာရှိတယ်သို့တော့အစာခေါင်းပါမှုကြောင့်မောဘပြည်ကိုထွက်သွားတယ်မောဘပြည်ဆိုတာရုပ်တုစင်းလူနဲ့ပြည့်နေတဲ့နေရာသို့တော့စီးပွားရေးအင်မတန်မှကောင်းတဲ့နေရာဖြစ်နေတယ်မြင်နဲ့ကြည့်တဲ့အခါမှာတော့စီးပွားရေးအင်မတန်ကောင်းတဲ့အခါမှာသူတို့စီးပွားမကုန်စေချင်တဲ့အတွက်ကြောင့်သူတို့ရဲ့ငွေကြေးမကုန်သွားစေချင်တဲ့အတွက်ကြောင့်အဲဒီသူတို့ထုတ်ကိုပိုက်ပြီးသူတို့ကမောဘပြည်ကိုသွားလိုက်တာဖြစ်တယ်မောဘပြည်ရောက်လဲရောက်တော့မှဖြစ်တယ်ယောက်ျားသိတယ်လို့ချက်ချင်းပြီးတော့မှသားနှစ်ယောက်တည်သွားတယ်ချက်ချင်းတော့မဆိုးမဖြစ်သွားတယ်သားဆုံးသွားတယ်ဘာဖြစ်လဲနေရာမှားလို့လုံးဝမရဘူးဒါကြောင့်နေရာတိုင်းမှာအင်မတန်မှတခုခုလောက်တော့မယ်ဆိုရင်တရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့လောက်တတ်ဖို့အင်မတန်အရေးကြီးတယ်ဒါကြောင့် be still and know that I'm God ဘုရားကညင်ဝတ်စွာနေတဲ့ငါဒီဘုရားဖြစ်တယ်လို့သိမှတ်ဖို့ရအကြောင်းဖြစ်ပါတယ်ဒါနဲ့ဘောဓုတို့ဟာဆူတောင်းကြတယ်ဆူတောင်းတဲ့အခါမှာဘုရားစီးတားရတယ်မုတိပြည်ကိုတွားဖို့ရသူတို့ပြင်ဆင်ထားပြီးသားတော့ဘာပဲလုပ်တော့မယ်ဆိုရင်ဘာပဲလုပ်တော့မယ်ဆိုရင်ဘုရားခင်နဲ့ကျွန်တော်တို့အမြဲတမ်းဆူတောင်းပါဆူတောင်းပြီးတော့အဖြေရှာပါဘာပဲလုပ်နေရာမှားတာနဲ့ကောင်းကြီးမင်္ဂလာပိတ်ပေါ်မလိုက်လာဘူးနေရာမှားတာနဲ့မလိုက်လာဘူးကြည့်အချိန်နေတော့ကောင်းမယ်နေတာရှိတယ်အခုညရတဲ့လည်းလိုက်မလုပ်နဲ့ဘုရားရဲ့စစ်မှန်တဲ့ကောင်းကြီးလာတယ်အမြဲတမ်းလို့အဲ့ဒီစင်မလာကောင်းကြီးလိုမျိုးထင်အောင်ထင်မှဖြစ်တဲ့အရာဝင်လာတတ်တယ်အလုတ်ကဆူတောင်းတာအလုတ်ကဆူတောင်းခိုင်းတယ်အလုတ်ကူရတယ်ဆိုပါတော့အဲ့ဒါ confirmation အနေနဲ့ဆူတောင်းလို့ရတယ်ရက်နဲ့မယူလိုက်နဲ့အလုတ်ကူတဲ့ဆူတောင်းနေအလုတ်ပေါ်လာအဲ့ဒီအလုတ်ကကိုလိုပေးတဲ့အလုတ်လာဆို confirmation ပြန်ယူရတယ်ချက်လို့မရဘူးယောက်ျားတော့မိန်းမတော့ဆူတောင်းခိုင်းနေမှာဆူတောင်းနေရင်လည်း similar ပုံစံမျိုးဝင်လာတတ်တယ်ဆူတောင်းထားတဲ့အတိုင်းရှိရမလားအရက်ကလည်းဘလောက်မလီဘလောက်ကိုလုံးတော့မျက်နှာဆိုရင်မလားလာမင်းလေးလို့ပြမယ်အစားလာတယ်ခင်ဗျာလာမင်းလေးလို့ပဲလာတယ်အဲ့ဒါဒီလာ confirm လုပ်လို့ကိုတော့ဆူတောင်းတော့ရောက်လာပြီတယောက်ကတော့တိတ်နေတယ်ကိုတော့ရောက်လာပြီဒါမဲ့ကိုတော်စီကလာတာလားသိချရမယ်မဟုတ်ကြတယ်မရှိတယ်ညမလုံးမရဘူးကိုမောင်းလာသုံးပြတဲ့မလို့သူတောင်းနေတာဘုရားရှင်းနေတာဖြစ်တယ်အဲ့ဒါမှဟုတ်တယ်ငါဖြစ်တယ်ရှင်းနေကြရတယ်အဲ့လိုမျိုးလုပ်နေတာစင်မလာလာတယ်ကိုကဖြစ်ချင်တဲ့ဆန္ဒနဲ့သူတောင်းတဲ့ကောင်မုတိကြီးကိုသွားဖို့တော့ပြင်ဆင်ထားကြတယ်ဝိညာဉ်တော်ကြီးအခွင့်ပေးတော်မူတော့ကြောင့်အမှန်တန်ရေးကြည့်ပါလေဝိညာဉ်တော်ကြီးအခွင့်ပေးတော်မူတော့ကြောင့်မုတိကြီးနာမှာရှောက်ရတယောမျိုးကိုရောက်ကြတယ်ညခါပေါ်လူကြီးဗျာဒိတ်ဒီပါယုံကိုမြင်ရည်မာကေဒေါနီလူတယောက်ကမာကေဒေါနီပြည်လို့ခုပါငါတို့ကိုမဆပါဘူးပြည့်ပြည့်တောင်းတယ်ဒီပါယုံရည်ဆူတောင်းတဲ့အခါမှာဘုရားရှင်ပါပေးတယ်ယူပါယုံကိုပေးတယ်ယူပါယုံကိုပေးလိုက်ဆူတောင်းရင်ပါပေးမလဲယူပါယုံကိုပေးမယ်ငါ့ကိုခေါ်တော့ငါထူးမယ်ကြီးတော့ရတင်မသိနဲ့လက်နေလေးရောငါပေါ်ပြမယ်ဘယ်တော့မှကိုယ့်ရဲ့ emotion အတိုင်းထားမလုပ်ပါနဲ့ဖြစ်ချင်တဲ့ဆန္ဒအရာအားချင်းပို့လို့တတိထားပါအရာလုပ်ချင်တယ်အရာဖြစ်ချင်တယ်အဲ့ဒါတတိထားတော့ဒါဝိဒ်ကအရာဖြစ်ချင်တဲ့ဆန္ဒအားကြီးတဲ့အခါမှာလူရင်တွက်လိုက်မိတယ်အဲ့ဒီအရာကသူ့အတွက်ဆုံးဖို့ကြောင့်ဖြစ်သွားစေတယ်လူ9000တေဖို့ကြောင့်ဖြစ်သွားစေတယ်ဖြစ်ချင်တဲ့ဆန္ဒအားကြီးလိုက်အဲ့ဒီဖြစ်ချင်တဲ့အရာပေါ်မှာပဲဖိလို့ဆုံးမတောင်းနဲ့အခွင့်တော်နဲ့ပေးလိုက်တဲ့အရာတွေရှိတယ်ဘာလန်ကဖယားအလိုတော်မရှိဘူးဆိုတော့သိတယ်သူ့လူမျိုးကိုခွေးတော်အောင်ခွင့်မပေးဘူးဆိုတော့ဘာလန်သိတယ်သို့တော့အဲ့ဒီအရာအတွက်သူကနန်းတော်ယူတော်ပေးတော်မယူပါနဲ့ရှောက်ပြောတာဒါပေမဲ့အထဲမှာကလိုချင်စိတ်ကပြင်းပြနေတဲ့အခါဒီလိုပဲနော်လိုချင်စိတ်ပြင်းပြတဲ့အခါအကြီးကျယ်အဲ့ဒီအတွက်ဆူတောင်းတယ်ဒီတညနေပါဦးနဲ့ဖယားပါပြောမလဲဆိုတာဖယားအလိုတော်မရှိဘူးဆိုတော့သိပြီးဆူတောင်းစရာမလိုဘူးစက်တော့
ကျွန်တော်ဆွေလာတယ်သူအားတဲ့အဲ့လိုပဲတဲ့တခြားဘာသာဝင်တယောက်ပေါ်နေတဲ့အဲ့ဒါတဲ့ဘုရားလိုတော်ရှိလားကျွန်တော်ဆုတောင်းပါတယ်ဘုရားနဲ့လိုတော်မရှိတဲ့အခါမှာရှင်းလေးစပ်မဆုတောင်းလို့မဟုတ်ဘူးတဲ့ကျမဟောတိတ်ကောင်းတာမဟုတ်ဘူးဘုရားလိုတော်မရှိပြလိုက်တော့ဘုရားဒီထက်ကောင်းတာပြဒီထက်ကောင်းတာမရှိနိုင်တော့ဘူးဆရာကြီးကျင်းနေလားဖြစ်ချင်တဲ့ဆန္ဒကျွန်မလည်းဆုတောင်းတယ်အိမ်မက်ယူပါလို့ရတယ်အိမ်မက်တည်းဝင်လာပြီနော်ဖယားလိုမရှိဘူးဆိုတာသိရနဲ့ဆက်ဆုတောင်းရင်ဖြစ်တဲ့ဘာလန်ကဆုတောင်းတဲ့အခါမှာတွားလို့တကယ်တော့အဲ့ဒီအရာကဖယားလွတ်တာမဟုတ်ဘူးဖယားကတွားလို့ပြောရင်ဖယားတာဝန်ယူတယ်တွားလို့ဆိုသူဖြစ်ချင်တဲ့အရာပေါ်မှာသူဖြစ်ချင်တဲ့ဆန္ဒအားကြီးတဲ့ပေါ်မှာကြားတဲ့အရာကစင်မလာစာလမလို့သွားတာဖြစ်ဖယားတွားခိုင်းဘာကြောင့်မှဒါမဟုတ်ကောင်းနေတယ်မဒါမဟုတ်ခိုင်းတွားလို့ပြောတဲ့အရာကသူဖြစ်ချင်တဲ့အရာအားကြီးတဲ့ပေါ်မှာကြားတဲ့အရာလည်းအဲ့ဒါဖြစ်သွားတာထားသွားတယ်ရတာပြောချင်တာမျိုးကိုပေါ်မှာလို့ဘာပဲလို့ရှင်းလင်းတဲ့အဖြေမရပဲဒီနေ့ယုံကြည်သူတော်တော်များများဖယားချစ်ကြတယ်ဖယားရှင်တော်လည်းစက်ကတ်တယ်သို့တော်ညင်ဝတ်ဆောင်မနေတဲ့ဘူးတခုဖြစ်လာဖြစ်ချင်တဲ့ဆန္ဒအရာပူဇော်ပေးတတ်တယ်ဖြစ်ချင်တဲ့အရာပေါ်မှာပဲပြီးတော့အကြည့်အမျက်ရည်နဲ့မြတ်ခွာအစာတွေကရှောက်ရှင်းလေးပဲဖယားလိုတော့ကိုတင်ပါအစာအေးစေပဲဒါမဲ့တခုလို့ရှိတခါတလေမှာအစာရှောက်ပြီးတော့အချိန်ယူပြီးတော့ရှင်းလင်းတဲ့အဖြေရဖို့ဆူတောင်းတတ်ဖို့အင်မတန်အရေးကြီးတယ်အာမင်ဒါမဲ့အဖြေဘယ်လိုနည်းနဲ့ရတယ်ဝါကနေကောင်းနေတမပေါ်လာတော့ဟာနေကိုတို့လေးမပြောဘယ်မှာပြောလဲနှလုံးသားထဲမှာငြိမ်နေပြီးတော့ငါလုံးဖြစ်ကိုဖြစ်မယ်ဆိုတာတန်တရာလို့ရှိတယ်ပြောရခက်တယ်လားပြောခက်ဒီထဲမှာရှင်းနေတာထားလို့တော့ငါတားရင်ထားလို့တော့လို့ပြောတာ ਨੇ ကျွန်တော်ပြောလိုက်ကျွန်တော်အတင်းသားလာလို့ပြောတယ်ကျွန်တော်ဆူတောင်းဒီထဲမှာရှင်းပြီဆိုရင်အချိန်ကြီးကတော့ဘလို့မှဖြစ်နိုင်ဖြစ်စရာနဲ့ကျွန်တော်ပြောလိုက်ပါဆွဲတယ်အောင်နေတယ်ဒါကြောင့်ဘာပဲလုပ်ညီကိုမောင်မလို့ကျွန်တော်ပြောမယ် emotional ဘာမှမလုပ်နဲ့ဝတ်ပြုကိုယ်ွယ်တော့မှ emotional မလုပ်နဲ့နှလုံးသားထဲကနေကိုယ်ွယ်ကြည့်စစ်မှန်ဆိုကိုယ်ွယ်တဲ့သူကိုဘုရားကောင်းကြီးပေးတယ်ပေးကချင်းတဲ့သူပဲ emotional မပေးနဲ့ကောင်းကြီးမဖြစ်မှာဆိုလို့ကျွန်တော်ပြောတာတကယ်ပဲကိုတော့ချစ်တဲ့စိတ်နဲ့ပေးအိုးဘုရားကောင်းကြီးပေးတယ်အော်ဆရာကောင်းတယ်နှလုံးသားထဲကနေအော်ဘုရားခင်ကောင်းတယ်ဆိုသိပြီးတော့ကိုယ်ွယ်ချီးမွမ်းပေးကချင်းဘုရားကောင်းကြီးပေးတယ်သူများလက်မြောက်ခိုင်းလို့လိုက်မမြောက်နဲ့ကိုယ်နှလုံးသားထဲထွက်ပေါ်လာတဲ့လက်မြောက်ခြင်းဖြစ်စေအော်ဘုရားကောင်းကြီးပေးတယ် automatically လက်မမြောက်နဲ့ automatic ဆို hallelujah တန်ချတဲ့လက်မြောက်တဲ့ဖွဲ့ရှိတယ်ဒီဆိုဟာဒီဆိုတော့ automatically လက်သွားတာ emotion မလုံးနဲ့မရအောင်တော့အဲ့ဒါပဲဘုရားဘုန်းတော်ရှုပ်ချသူတို့ပဲလက်မြောက်နေတယ်မလီတဲ့လက်ကရချေကာရနဲ့ပြီးတော့လည်းလောက်တာတစ်မျိုးတဲ့ဘာဖြစ်လို့လဲကျွန်တော်တို့ emotionally လုံးနေတဲ့အဖွဲတွေအများကြီးရှိတယ်မဟုတ်ဘူးနော်ညီကောင်မောင်တို့မလုံးနဲ့ထူးခြားတဲ့အတ္တရဖို့ရတခုပဲကျွန်တော်အရေးကြီးဆုံးပြောပြချင်ဘုရားနဲ့တကယ်သွားတဲ့အခါမှာနှလုံးသားကိုပဲဘုရားကြည့်တယ်ဘာမကြည့်ဘူးဒီနေ့လာတဲ့ညီကောင်မောင်ရောက်စတဲ့ကြောက်ပဲဘုရားတကယ်ချစ်တဲ့စိတ်နဲ့လားဘုရားနှုတ်ကပတ်တော်ဆာငတ်တဲ့စိတ်နဲ့လားဘုရားကတကယ်ပဲအိုးဘုရားကောင်းမြတ်တယ်ဆိုတဲ့စိတ်နဲ့လားအဲ့ဒီမှာဘုရားကအဝတ်ချင်းတော်လည်းကောင်းနှလုံးသားကြည့်တဲ့ဘုရားတင်ပါလုပ်နေလဲဆိုတာဘုရားစိတ်ဝင်စားဘာကြောင့်လုပ်ရလဲဆိုဘုရားစိတ်ဝင်စားဘာပဲလုပ်တင်ပါကြောင့်လုပ်ရတယ်ဘာကြောင့်ပေးရတယ်ဘာကြောင့်ဒီနေရာမှာရှိနေရလဲဘာကြောင့်ဒီစက္ကန့်နေရလဲအဲ့ဒီစက္ကန့်ချင်းနှလုံးသားမှိုင်းရင်တင်းရတတ်တာတနေ့ပြီးတနေ့တလားပြီးတလားတနေ့ပြီးတနေ့ထူးခြားတဲ့တတ်တာဘုရားဖြစ်စေ။ညီကြီးသွားရတယ်ဒီလိုမျိုးနှလုံးသားကမှမှစေဘယ်အရာမှဖြစ်စီလို့မရဘယ်အရာမှဖြစ်စီလို့မရသူများလုပ်တယ်လို့ထားမလုပ်နဲ့သူများလုပ်တိုင်းအတူရောက်ဆောင်မလုပ်နဲ့မရဘူးတိုးတော့နှလုံးသားမှကန်ဆိုတာကိုလိုခေါ်ခြင်းကိုနားလည်ပြီးတော့ဘုရားကျွန်တော်ဘာလို့ကိုးကွယ်ရလဲဒီနေ့ချင်းဆိုသွားတယ်ကားစီးနိုင်မှာကိုတော့ကိုချီးမွမ်းမှာတိုင်းနေနေနိုင်မှာကိုတော့ချီးမွမ်းမဟုတ်ဘူးအဲ့လိုပြောလို့လေကားမစီးရတော့တိုင်းနေမနေအောင်မဟုတ်ဘူးနှလုံးသားမှန်ကန်စွာနဲ့ကိုတော့ကိုချီးမွမ်းတတ်ရင်ကားမို့လေးရင်စီးမယ်အာမင်ဟယ်လိုဟုတ်လေးရင်စီးပြလိုက်မယ်အဲ့လိုပြောချင်တယ်ဒီနေမှာမဟုတ်ပါအဲ့ဒီလူတွေပဲမစီးရမှာတို့စီးမယ်
ဒါပဲဘုရားသခင်ကိုဘယ်လောက်ယုံကြည်နေလဲယုံကြည်တဲ့ဘုရားကောင်းကြီးပေးတယ်ကျောင်းရှင်တွေကဘုရားကောင်းကြီးပေးတာမဟုတ်ပေးပြီးသားကျွန်တော်အထက်ကနေညံနေခွန်းလာဖြစ်နိုင်ပါဘူးလေဆရာရှောက်ပြောနေတာထဲမှာမရဘူးကားလို့ရှိနေမှာမဟုတ်ကျွန်တော်ဘုရားတိတ်ချမ်းသာတဲ့ဘုရားပဲတိတ်ကျွယ်ဝတဲ့ဘုရားအာမင်ဒီစပေါင်းနားမလဲလို့ခံနေရတာဒီနေ့ဘာပဲလို့ပတ်တာတော့ဘာလောက်တာရေးမကြည့်ဘူးမလောက်ခင်မှာတေးချာတရှင်တော်ဝိညာဉ်တော်ကြိုက်လိုက်ယူပါဘာပဲလို့အင်မတန်ရေးကြည့်တယ်ခြေလက်တလားစီတိုင်းမှာကိုယ့်ရဲ့ emotion ကဘာမှထားမလို့လေတေးချာဆူတောင်းဘုရားနဲ့ချိန်ယူဘုရားရှင်ရဲ့လမ်းပြဖို့ခံယူဘာပဲလို့အလုပ်ကူသွားတော့မယ်တေးချာဆူတောင်းခြေလက်တိုင်းမှာကိုရောကွဲကားဖို့ဆူတောင်းလမ်းပြဖို့ဆူတောင်းမဆာဖို့ဆူတောင်းအချိန်တိုင်းမှာ serious ဘုရားနဲ့လို့မပြင်းတဲ့သူဘုရားဘယ်တော့မှမတော်ဘူးဘုရားကောင်းကြီးပေးပါတဲ့ဆုမတောင်းနိုင်တဲ့ပြစ်ကိုလည်းခွင့်လို့ပါတဲ့အမလေးချက်တာဖတ်ပြီးကျုံလည်းခွင့်လို့ပါတဲ့ပြီးတော့မှဘာပဲလဲယုံကြည်ခြင်းပေးပါတဲ့ယုံကြည်ခြင်းပေးပါကိုတူမဲယုံကြည်ခြင်းပေးပါတော့တောင်းလို့မရဘူးယုံကြည်ခြင်းဒီကြားနာခြင်းကလည်းဘုရားစကားယုံကြည်ခြင်းကြီးပါလို့တောင်းလို့မရယုံကြည်ခြင်းကြီးခြင်းတက်တာပါပေါ့ယုံကြည်ခြင်းအားကြီးလာခြင်းနှုတ်ဘတ်တော်နဲ့နားထောင်ဖို့ခိုင်းနေတဲ့ယုံကြည်ခြင်းပေးပါကိုလို့ယုံကြည်ခြင်းပေးပါကိုလို့ကျော်ခြင်းပေးပါကိုလို့တောင်းရတာလေစိတ်နဲ့ပြည့်ပြီးကိုရောရဲ့ပေးဖို့ကစီးနေတဲ့ဖွဲ့ဘလို့ရမှာလဲကျော်ခြင်းလားပေးအာမင်ကျော်ခြင်းလားပေးဒါပဲလေကျော်ခြင်းပေးThe more you give, the more you get. ဒါလောကသားတော့တည်တယ်ဘုရားသားတွေမပြောသေးနဲ့လောကသားတွေတော့ the more you give, the more you get. များပေးများရမယ်ကြွယ်ဝခြင်းပေးဖို့ကစီမနေနဲ့ဒီနေ့ဆရာပြောသလိုပဲတိတ်မှန်ဆယ်ဖို့ပေးဖို့ဆယ်ဖို့ပြန် manager မလုပ်တယ်မကောင်းဘူးဒီတင်းတော်မှာ20ထက်ပဲဒီတင်းတော်လည်းနည်းနည်းစီးရလို့30ထက်ပဲအမေသူလုပ်နေတာဘုရားမန်နေဂျာပြန်လုပ်ဘုရားတဲ့နိပတ်စံတိတ်မသုံးတာဘူးငါပဲသုံးပြီးမယ်ဆိုရအဖွဲ့တွေအများကြီးပဲမဟုတ်ဘူးဆေဘတ်တဖို့ကငါဥစ္စာဖြစ်တယ်လို့ပြောပြီးပြီဆရာလည်းနည်းပြောတယ်လေငါဥစ္စာဖြစ်တယ်လို့ပြောတယ်သူ့ဆိုသူ့ဘဏ္ဍာတွေထည့်လိုက်ဒါဆိုကျန်တဲ့ဘိုင်းကဘယ်လိုလုပ်မှလဲမိဘမဲတွေမို့ဆိုမှလည်းကိုဖို့ကြံသေးတယ်ဘာလုပ်နေကြလဲကိုဖို့ကြံသေးတယ်ဘာလုပ်နေကြလဲလုပ်ချင်သေးလားအရာတွေအဲ့ဒါဆိုရင်ဘယ်လိုလုပ်လဲစေဖို့တော့ဖို့ခဲ့လိုက်ပေါ့ရှင်းလေတဖွာကိုတော့တယ်ကိုတော့ဟာလေကိုတော့ရဲ့ဥစ္စာဘာမှကိုဟာမဟုတ်ကိုတော့စေဖို့ကိုဖို့ပေးရမယ်ဒါနဥစ္စာလို့ပြောတယ်ပေးရမှာပဲလေပေးရမှာပဲလေတော့တဖို့လေးပဲတောင်းကြီးလို့ချင်းမလေးငါရဲ့လေကိုလေမင်းတို့ရှိနေတဲ့အတွက်စက္ကန့်နဲ့ညပေးပါဆိုတော့ကလည်းမတောင်းဘူးစေဖို့တဖို့လေးပါတောင်းနေပြဿနာနာစလေးနိုင်မှနိုင်နေ40ပြပေးဆိုတော့ဘုရားမလို့နှလုံးသားကိုလိုချင်တဲ့ဘုရားနှလုံးသားကိုလိုချင်တဲ့ဘုရားရရှိပေးကန့်ရှင်အင်မတန်ကြွယ်ဝချင်တာပဲဒါပဲမလုံးနဲ့ဟိုကတရားတွေရှောင်းမလို့ဘုရားစေဖို့တဖို့ကြွယ်ဝချင်တာစေဖို့သစ္စာရှိကြွယ်ဝချင်နော်သစ္စာရှိအသိမွားလေးကစားသစ္စာရှိဒါပဲလားမဟုတ်3နှစ်မှတစ်ခါပေးရတဲ့စေဖို့ကိုကြံသေးတယ်3နှစ်လုံးမှပြန်စုလိုက်အဲ့ခါနဲ့ကြွယ်ဝချင်ပြန်ပေးရရှိသေးတယ်အဲ့ဒါကိုတေချာပေးကြည့်အောင်မလေးဥစ္စာရဲ့ပစ္စည်းကောင်းချင်မင်္ဂလာဆိုအဲ့မှာအင်မတန်စီးစင်းတာဒီနေ့ကတော့ချင်းမချင်းကြောင့်သွားမယ်ဆိုဒါမဲ့အရေးကြီးဆုံးကကစီမနေကြတယ်ကစီဖယားတော့ကစီမနေနဲ့ဂျန်နိုဝင်းကြီးစကားပါဝင်းကြီးပဲစကားနေတယ်ဒီမှာဂျာရီဘာကိုလုံးစကားဘလို့လုံးဆောင်တော့ဒီမှာအရေးကြီးတဲ့ဘေကန်တပိုလိုရဲ့မဆာဘလို့ကျွဲဝချင်းပဲငါမကျွဲဝချင်းဘယ်လိုလဲကျမချင်းလားဒါလည်းလိုလေးနဲ့ကျမချင်းလားကျမချင်းနှုတ်ပတ်တော်လေးနှလုံးသွင်းရစိတ်တူချင်းအမျက်ထွက်ချင်းမြူးစုချင်း
တန်တရားစိတ်ကြောက်ရွံ့တဲ့စိတ်စိုးရိမ်တဲ့စိတ်အခွင့်မပေးနဲ့အခွင့်ပေးနဲ့ A cheerful heart is a good medicine စိတ်ရွှင်